အားလုံးပဲမင်္ဂလာပါခင်ဗျာ။အောင်နိုင်စိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့အစီအစဉ်လေးမှာပေးပို့လာတဲ့ဆောင်းလွှာရှင်ညီမငယ်လေးကတော့အိုမန်နိုင်ငံမှာနေတဲ့ညီမငယ်လေးပေါ့နော်။သူက Facebook Messenger ကနေပြီးတော့အခုလိုပဲဆောင်းလွှာလေးပေးပို့လာခဲ့တာပါ။အကိုကြီးမင်္ဂလာပါရှင်။အခုလိုရင်ဖွင့်ဆောင်းလွှာအစီအစဉ်လေးမှာပါဝင်ခွင့်ရလို့အရန်ကိုဝမ်းသာမိပါတယ်ရှင်တဲ့။ပိုးနဲ့သူက TikTok လိုက်မှာတွေ့တာပါ။သူကလက်ရှိထိုင်းမှာနေပါတယ်ရှင်။ပိုးကတော့အိုမန်နိုင်ငံမှာပါတယောက်နဲ့တယောက်အရန်ချစ်ကြပါတယ်ဒါပေမဲ့သူ့အကြောင်းမေးတိုင်းအရင်ကအတိတ်တွေပြန်မပြောချင်ဘူးလို့ပဲပြောပါတယ်အရန်ချစ်လို့သူ့ရဲ့ပြစ်တင်မှုကိုလက်ခံထားပေမဲ့တခါကြောက်မိပါတယ်ရှင်တစ်ချိန်မှမဆုံးဖြစ်ပဲဝေးသွားရမှာကိုပေါ့အခုဆာလွာလေးကိုသူသိပါစေလို့ဆုတောင်းပေးပါတယ်ရင်ဖွင့်ဆာလွာလေးမှာပါဝင်ခွင့်ရလို့လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးရေအိုမန်နိုင်ငံမှာနေတဲ့ညီမလေးတယောက်အလောက်ကိုင်းနေအဆင်ပြေပါစေနော်အကိုရဲ့ရင်ဖွင့်ဆောင်လွှာအစီအစဉ်လေးကိုပါဝင်လာတဲ့အတွက်ကြောင့်လည်းအကိုအနေနဲ့အရန်ကိုကျေးဇူးတင်ပါတယ်အဲ့တော့ညီမလေးကိုအကိုအနေနဲ့အကြံပေးချင်တာကတော့တယောက်နဲ့တယောက်အပြင်မှာလည်းမတွေ့ရသေးဘူးသူ့အကြောင်းတွေကိုမေးတိုင်းလဲအတိတ်ကအကြောင်းတွေကိုမပြောချင်ဘူးဆိုတော့နည်းနည်းတော့စဉ်းစားစရာပေါ့နော်အဲ့တော့မပြောချင်လို့မရဘူးပေါ့နော်တယောက်နဲ့တယောက်ရှေ့ဆက်သွားတော့မယ်ဆိုရင်သူ့အကြောင်းကိုအကြောင်းအနည်းဆုံးတော့သိထားဖို့တော့လိုအပ်တယ်လို့ကို့အနေနဲ့အကြံပေးပါရစေ။ဘာလို့လဲဆိုတော့ညီမလေးကမိန်းမသားလေးဖြစ်တယ်။အထူးသဖြင့်ပေါ့နော်။သူ့ရဲ့အတိတ်ကအိမ်အောင်ရှိခဲ့တယ်အိမ်အောင်ကွဲသွားခဲ့တယ်ဆိုရင်တော့မှလက်ခံပြီးလို့ရတယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့အတိတ်မှာမရှင်းနေအများကြီးရှိနေသေးတယ်ဆိုရင်ညီမလေးရဲ့အတွက်အခက်တွေ့ပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ဘက်ကနှစ်ကမချစ်မိသေးခင်ပြီးရင်လက်လွန်ချီလို့မဖြစ်သေးခင်ပေါ့နော်။သူ့အကြောင်းတွေကိုအနည်းဆုံးတော့သိအောင်တော့မေးပါပြီးလို့ရှိရင်အခုရှုံမှနောင်ရှင်းဆိုတဲ့စကားလိုပဲပေါ့နော်အခုနေတဲ့အရှုပ်ရှင်းတွေအကုန်လုံးဖြည့်ရှင်းထားပြီးမှရှေ့ဆက်တင်လားရှေ့မဆက်တင်ဘူးလားဆိုတာကိုယ်တိုင်ဆုံးဖြတ်လို့ရမှာပေါ့နော်အဲ့တော့အခုထိုင်းနိုင်ငံမှာရှိနေတဲ့ညီလေးအနေနဲ့လေဒီညီမလေးကိုအိုမန်နိုင်ငံမှာနေတဲ့ညီမလေးကိုတကယ်ချစ်တယ်ဆိုရင်တော့ကိုယ့်ရဲ့အကြောင်းတွေကိုအတက်နိုင်ဆုံးပြောပြပေးထားပါကိုယ့်ရဲ့အတိတ်မှာဘလို့ပဲဖြစ်နေခဲ့ပေါ့နော်ကိုယ့်ချစ်တဲ့သူကနားလည်ပေးပါလိမ့်မယ်လက်ခံပေးပါလိမ့်မယ်အဲ့ဒါမှသာကိုတို့ရဲ့ညီလေးတို့ညီမလေးတို့ရဲ့အနာဂတ်ကိုကောင်းပုံဖော်နိုင်မှာပေါ့နော်ပြီးရင်တန်တရားတွေမရှိဘဲနဲ့တန်တရားကင်းလေးနဲ့တယောက်နဲ့တယောက်ပို့ပြီးတော့ချစ်ခင်နဲ့ရှေ့ဆက်နိုင်မှာပေါ့နော်အဲ့တော့ကိုကတကယ်ချစ်တယ်ဆိုရင်တော့ကိုယ့်ရဲ့အတိတ်အကြောင်းတွေကိုလည်းအတက်နိုင်ဆုံးကိုချစ်တဲ့သူကိုပြောပြလိုက်ပါအဲ့တော့ညီမလေးအနေနဲ့လည်းတကယ်ချစ်တယ်ဆိုရင်တော့သူ့ကိုအတက်နိုင်ဆုံးပြောပြပေးဖို့တောင်းဆိုပေါ့နော်ဒါမှသာညီမလေးတို့ရဲ့အချစ်ဆက်လန်းရှေ့ဆက်ဖို့ပို့ပြီးတော့အားအင်ရှိမယ်လို့ကို့အနေနဲ့ယုံကြည်မိတယ်ပေါ့နော်အဲ့တော့ညီမလေးတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကြီးလည်းတယောက်နဲ့တယောက်ထပ်တူကြပြီးတော့တယောက်နဲ့တယောက်တန်တရားကင်းစွာရှေ့ဆက်နိုင်ပါစေလို့ကိုကဆုမွန်ကောင်းတောင်းပေးပါတယ်အဲ့တော့ထိုင်းမှာနေတဲ့ညီမလေးရဲ့ချစ်သူကောင်လေးလည်းဒီအစီအစဉ်လေးကိုကြည့်နေမယ်ဆိုရင်တော့ကိုချစ်တဲ့သူကိုတန်တရားကင်းစေဖို့အတွက်ကိုယ့်ရဲ့အကြောင်းတွေကိုအတက်နိုင်ဆုံးပြောပြပေးလိုက်ပါလို့ကျွန်တော်ကဒီကနေပြီးတော့အကြံပြုပေးရစီအဲ့တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုအခုလိုပဲစာလွှာလေးတွေပေးပို့တောင်းဆိုခြင်းနဲ့ဆိုရင်တော့အောင်နိုင်စိုးထံမှတဆင့်ရင်ဖွင့်စာအစီအစဉ်ကိုလိမ့်မို့ပြီးတော့စာလွှာလေးတွေပေးပို့တောင်းဆိုနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အစီအစဉ်ကနေပြီးတော့အမြဲတမ်းကြိုဆိုလျက်ပါကျွန်တော်ရဲ့အစီအစဉ်ကိုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတိုင်းလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေကက်ကြီးသုံးပါးမှကျော်လွှားနိုင်ကြပါစေခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေခင်ဗျာ